အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေအတည်ပြုချက်9က2025ကစုံလပြည့်ကျော်12ရက်2025ခုနှစ်မေလ23ရက်တအားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေယနေ့မြန်မာစံတော်ချိန်6နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းရင်းနှင့်ဆက်ဆက်နေသောအိန္ဒိယနိုင်ငံအန်ဒရာပရာဒေ့ရှ်ပြည်နယ်တောင်ပိုင်းကမ်းခြေအနီးတွင်ဖြစ်ပေါ်နေသောအားကောင်းသောလေဖိအားနည်းရပ်ဝန်း Warmer Low Pressure Area သည်မြောက်အရှေ့မြောက်ဘက်သို့ရွှေ့လျားခဲ့ရာဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းရင်းနှင့်ဆက်ဆက်နေသောအိန္ဒိယနိုင်ငံအန်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းခြေအနီးသို့ရောက်ရှိခဲ့ပါသည်နှစ်ခန့်မှန်းချက်အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်းသည်လာမည့်80နှစ်နာရီတွင်အိန္ဒိယနိုင်ငံကမ်းရိုးတန်းနှင့်အပြိုင်မြောက်အရှေ့မြောက်ဘက်သို့ဖြင်းညင်းစွာဆက်လက်၍လျားနိုင်ကပိုမိုအားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်ဖြစ်ပေါ်လာသောအားကောင်းသောအပူပြန်တက်တိမ်တိုက်များကြောင့်၎င်းအရှိလေဝေလှိုင်းများကြောင့်၎င်းမုတ်တုံလေးဆက်လက်ဝင်ရောက်နေမှုကြောင့်၎င်းယနေ့မှစ၍4/6/2025ရက်နေ့အတွင်းတပြည်လုံးတွင်နေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းကနေရာကွက်၍မိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းလျှက်စီးလက်ခြင်းမိုးချင်းခြင်းမိုးတီးကြွေခြင်းမိုးကြိုးပစ်ခြင်းဖြစ်လာနိုင်သည်